မင်္ဂလာပါဗျာဒီနေ့ကျွန်တော်တွေးတစ်ခုလေးပေါ်လာလို့ပြောမယ်နော်အဲ့ဒါကတော့ကျွန်တော်ငယ်ငယ်တုန်းကကျွန်တော်ဦးကြီးနှစ်ယောက်ကိုကျွန်တော်လေ့လာသုံးသပ်ခဲ့ဘူးတယ်ကျွန်တော်ကြည့်လာရင်ကျွန်တော်ဘယ်လိုရင်ဆိုင်ရမလဲလုပ်ငန်းတွေလုပ်တဲ့ခါမှာဒီဦးကြီးနှစ်ယောက်စီကအသိပညာတွေကိုကျွန်တော်ဘယ်လိုယူပြီးသုံးချတဲ့တယ်လဲပေါ့တယောက်ကစစ်စက်သေးကြပြီးတော့ရာကိုသူကစဉ်းစားချင်းလွန်အားကြီးတယ်တယောက်ကကြတော့ဘာမှမစဉ်းစားဘူးတုံးတက်တဲ့ကြားကြိုက်လုံးဆရာရှိတော့အုံတိုင်းနဲ့လုပ်တယ်အဲ့ဦးကြီးကသဘောကောင်းတယ်ပေးကမ်းရရောတယ်ဟိုဦးကြီးကအရန်စီစနစ်ကြတယ်ကစီနေတဲ့ထဲမှာပါတယ်အဲ့ကကြတော့ရာကိုစဉ်းစားပြီးတော့အမြဲတမ်းသေးချပြီးဆိုမှလုပ်တဲ့အဲ့ဦးကြီးကအဲ့ခေတ်ကစူပါကတ်တွေပါတယ်စီးနိုင်တယ်နောက်ပိုင်းချစ်ကားဝယ်စီးနိုင်တယ်ဟိုဦးကြီးကတော့စပိန်လေးနဲ့ပဲလှုပ်ရတယ်ပေါ့နော်အဲ့ဒီခါမှာကျွန်တော်အရွယ်ရောက်လာတဲ့ခါကျမှဒီဦးကြီးနှစ်ယောက်ကိုကြည့်ပြီးတော့ဘယ်လိုပုံစံမျိုးငါလောကကြီးမှာဖြတ်တန်းသွားတင်တယ်လဲဆိုကျွန်တော်လေ့လာလိုက်တဲ့ခါကျတော့ကျွန်တော် body ဆရာဖြစ်ပြီးတော့သူတို့နှစ်ယောက်ရဲ့အခြေအနေကိုကြည့်လိုက်တဲ့ခါမှာတယောက်ရဲ့စဉ်းစားတဲ့အရာမျိုးကိုစဉ်းစားမဲ့အရာလဲလိုအပ်တယ်လို့ဆိုပြီးတော့အဲ့ဦးကြီးကအလုပ်တစ်ခုလုပ်ခံနေရင်ဒါရှုံးနိုင်လားမျက်နိုင်လားဒါလုံးတင်လားမလုံးတင်လားသူ့အတွက်ဘယ်လောက်စူးစူးရှိလဲဒါတွေစဉ်းစားတော့ဟုတ်ပြီစဉ်းစားရမယ်အဲ့ဒီကကျွန်တော်တင့်မြတာတဲ့နေသားတစ်ခုတော့ကျွန်တော်ယူလိုက်တယ်ဟိုတယောက်ကကြတော့တွန့်တက်ကြားကြိုက်လုံးတဲ့ဦးကြီးကကြတော့ခွင့်ရေးဆိုတာလူတယောက်မှလာတယ်ကျွန်တော်တို့ငယ်ငယ်တုန်းကချမ်းသာဖို့ခွင့်ရေးတွေပေးလာတဲ့ခါမှာနေဟောညဟောမနာပဲလှုပ်လာတဲ့အတွက်အဲ့ခွင့်ရေးကကျွန်တော်တို့အတွက်စားနိုင်တောက်နိုင်တဲ့ဘဝတစ်ခုကိုရလာတယ်ပေါ့နော်လူတန်းစီနေနိုင်စားနိုင်တဲ့ဘဝကိုရရှိလာတယ်ဆိုတာကအရွယ်တစ်ခုမှာခွင့်ရေးတွေပေးကြတယ်အဲ့ခွင့်ရေးတွေကိုလက်လွတ်မခံမဲနဲ့လုံးစရာရှိတာလုံးကိုလုံးရမယ်ဆိုပြီးလုံးလိုက်လို့လေဒီလိုမျိုးချိန်ကြီးရောက်လာတဲ့အနေထားကိုရှိပါတယ်အဲ့ခါကျတော့ပြောချင်တာကတော့အစွန်းနှစ်ဖက်ကိုတတိထားဖို့လိုလာတယ်အဲ့တော့လူတယောက်လုံးလို့ပြီဆိုရင်မစင်စားပဲလုပ်တဲ့လူကအမှားတွေ့နိုင်တယ်ဒီဟာလုပ်လိုက်ရင်စီးတဲ့ဥစ္စာကိုပျက်စီးဆုံးရှုံးသွားနိုင်လားဆိုတာတော့စိတ်ကိုစဉ်းစားရမယ်လုပ်ချင်တာတခုတည်းနဲ့လုပ်လို့မဖြစ်ဘူးဆိုတဲ့အချက်ကို main ချက်ကိုတော့ကင်ထားရမယ်အဲ့ဒါစီကံစနစ်နဲ့မယုံမလွန်တော့အတွေးတစ်ခုအသိပညာရှိဖို့ရှိရမယ်အဲ့ဒီဟာအပြင်နောက်တစ်ခုကကျတော့ခွင့်ရေးတစ်ခုကနောက်တစ်ခါလာခြင်းမှလာမယ်ဒီလိုလောကကြီးရဲ့ပြောင်းလဲတစ်ခုပေါ်လာတတ်တယ်အဲ့လိုပေါ်လာတဲ့ခါမှာမိမိရလက်စုပ်လက်ကင်လို့ချီတုံချတုံနဲ့ဒါမြတ်ပါမလားရှုံးမမလားဒီလိုတွေတွေးနေတဲ့အချိန်မပေးတာရှိတယ်အဲ့လိုခါကျရဲချင်းရမယ်ကိုယ့်ရဲ့အတွေ့အကြုံနဲ့ကိုယ့်ရဲ့ဉာဏ်ကိုအသုံးချပြီးလုံးသိနေအဲ့လိုရဲရုံကိုဆုံးဖြတ်တဲ့သူကကြီးပွားတိုးတက်သွားတတ်တယ်ဒါကကျွန်တော်တို့နှစ်ဖက်အဆုံးရဖို့လိုတယ်အဲ့ဦးကြီးတယောက်ကစဉ်းစားလုံးအားကြီးပြီးတော့သူကချမ်းသာတဲ့တော့မချမ်းသာဘူးရင်းနှီးရှိပြီးတော့ဟိုဘက်ဦးကြီးကကြတော့လေချမ်းသာဖို့အတွက်သူဟာဟိုဦးကြီးမကြီးပွားတဲ့အဆင့်မျိုးကားစီးနိုင်တဲ့အဆင့်မျိုးတွေတာပြီးတော့တိမ်ပေါင်းထောင်ပေါင်းများစွာထိပိုင်လာတဲ့အဆင့်မျိုးတွေရောက်ခဲ့တယ်အဲ့ဒါကမြေတွေတအားဟော့လာတဲ့ချိန်မှာမြေတွေကိုရဲတင်းတင်းဝဲရဲတင်းတင်းရောင်းပွဲစားတွေလို့နောက်ပိုင်းသူဟာမိန်းလန်းကြီးပေါ်မှာနှမိန်တောင်ကြီးမှာပိုင်ဆိုင်လာတဲ့အခြေအနေတွေရောက်လာတဲ့ခါမှာဟိုဦးကြီးကကားစီးနိုင်တဲ့ဦးကြီးကမော်ကြည့်ခဲ့ရတဲ့ဘဝကိုရောက်လာခဲ့တယ်ဒါစဉ်းစားစရာပဲဗျအဲ့တော့ခွင့်ရေးတွေပေးလာတာမြေတွေဟော့လာတဲ့ချိန်မှာ तू ဟာရဲတင်းတင်းလုံးစရာရှိတာဇွတ်တင်းနေဝညာဇွတ်တင်းလုံးရဲတင်းတင်းဒါလုံးတင်နေဒါလုံးရမယ်ဆိုတဲ့လုံးလိုက်တဲ့ခါမှာမြေပွဲတိုင်းနာမည်ကြီးဖြစ်လာတဲ့အပြင် तू ဟာအဲ့နှမိန်တောင်မြေကွက်ကိုပိုင်ဆိုင်လာတဲ့ဒုတိယဖြစ်လာတယ်ဒါဟိုဦးကြီးရဲ့အဲ့ချိန်မှာသူ့ရှိရင်ဆွေးလေးကပွန်းပဲလာပြီးတော့ဒါကြီးဟာမင်းရှုံးရင်ဘယ်နဲ့လုံးမှာတော့ငါဒါကြီးဝယ်လို့မဖြစ်ပါဘူး။အိုးတို့ကြီးပြဝယ်ရပါအောင်ဗျာ။မြေကဈေးကျသွားဘယ်လိုလုပ်မှာ။အဲ့လိုနဲ့သူဟာခြေတုံချတုံနဲ့တာမန်မြေကွက်လေးနဲ့ပဲသူကရှင်ဆိုင်နေရတာကျွန်တော်ကြုံတွေ့လိုက်ရတယ်။ဟာဒီလိုလဲရှိသေးတာ။အိုးလို့သိလာတယ်။အဲ့တော့အရာကိုစဉ်းစားဆုံးဖြတ်ဖို့အသိဉာဏ်ပညာရှိဖို့လိုအပ်ပင်မဲ့စဉ်းစားလုံးနဲ့တွေးရတယ်ဖြစ်တယ်ခြေတုံချတုံဖြစ်နေသူအဲ့လိုမကြည့်ပါဘူး။ကြည့်ပွားစရာအကြောင်းမရှိဘူး။ဒါဘာလို့confidence ကိုယုံကြည်မှုမရှိဘူးလို့ပတ်ဝန်းကျင်လေ့လာမှုပေါင်းတင်နေတာလို့ဆုံးဖြတ်ချက်ချဖို့ပေါင်းတင်ကောင်းမရှိတာလို့ကိုရဲရင်နဲ့အသိပညာမရှိတာလို့ဒါတွေကကြီးပွားတိုးတက်ဖို့အတွက်ပိတ်ဆို့နေတယ်ဒါစီးတွေပဲ
ဒါကိုတတိထားမှာအဲ့တော့စဉ်းစားတင်တော့စဉ်းစားရမယ်စဉ်းစားတင်တာတဲ့လွန်ပြီးတော့ဒုရတွေဖြစ်နေတယ်ဝါရီတွေဖြစ်နေလုံးဖြစ်ပါမလားအဲ့လိုတွေတွေးနေတဲ့သူကလည်းမကြည့်ဝဘူးဒါကြည့်ဝချင်းကြောင်းတရားဖြစ်စီတဲ့အကြောင်းတရားတစ်ခုဟိုဘက်ကအစွန်းတစ်ဖက်ဒီဘက်ကဦးကြီးရအဲ့လိုမျိုးခဏနေကြီးပွားပြီးမိန်းတော်ကြီးပိုင်သွားလိုက်ကျွန်တော်စီကားတွေပါတွေဝယ်နိုင်တဲ့ဆင့်ရောက်သွားလိုက်ကားပိုင်ဝိုင်းပိုင်မြေပိုင်ဖြစ်သွားလိုက်ခဏနေဘာမှမရှိတော့ဘူးဗျာ तू ကနှလုံးသုံးလုံးနေလဲပုံအောင်ထိုးရင်ထိုးပြတာကြောက်တယ်လေဝယ်ရင်းပြီးပုံပြီးတော့လှုပ်တဲ့ရင်လှုပ်လိုက်တာဆိုတော့ဒီဟာမျိုးလောဘနဲ့လေရင်ဆိုင်ပြီးလှုပ်ရင်တွဲပြီးလှုပ်ရင်လှုပ်လိုက်တာအဲ့ကကြတော့ရှိတဲ့မြေရှိတဲ့ဟာကိုပေါင်းနံပြီးတော့လေချပလိုက်တော့ဟောခဏနေတော့ဘာမှမရှိတော့တဲ့ကုန်းကောင်ဆရာမရှိတဲ့စပိန်နဲ့ဆိုင်ကယ်လေးနဲ့ဖြစ်သွားပြန်ရောဗျာကားစီးနိုင်တဲ့နှမိန်တောင်ပိုင်ထားတဲ့တထေးကဟောခဏအဲ့ကြတော့ဟာဒီလိုကြီးနဲ့မဖြစ်ပြန်ဘူးလှုပ်တဲ့လှုပ်လိုက်တာခွင့်ရေးပေးလို့လှုပ်ပင်မဲ့အဲ့ဒါမျိုးထိန်းထိန်းသိမ်းသိမ်းနဲ့အခုကျွန်တော်တို့ level 2ထဲမှာလည်းပါပါတယ် level 1ထဲမှာပါပါတယ်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးဟောထားတယ်ဘုရားဟောထားတယ်အာရခတံပရာတဲ့ကျူးကျူးဆဆနဲ့ရှာဖွေထားတဲ့စိတ်သိဥစ္စာကိုထိန်းသိမ်းဆောင်ရှောက်တဲ့တရားလိုတာဗျထိန်းသိမ်းဆောင်ရှောက်မယ်နော်ရန်သူမျိုး၅ပါးကြောင့်မပြည့်စည်အောင်ထိန်းသိမ်းဆောင်ရှောက်မယ်ဒီလောဘတွေဒေါသတွေကြောင့်လည်းမပြည့်စည်အောင်လောဘကြောင့်ဒီလိုမျိုးချမ်းသာခြင်းနဲ့စိတ်တွေလောဘတွေတအားကြီးပြီးတော့မစင်စားမစင်ခြင်းမဲနဲ့လုတ်လိုက်မဖြစ်ပြန်ဘူးဗျအဲ့ကြတော့အချိန်နေပေးချိန်ခါပေးလို့ကျူးကျူးဆဆလှုပ်တဲ့နေဆိုရင်လုတ်ပါလောဘနဲ့ဒီဟာကြီးရှိနေပြီးသားအရာတခုမပြည့်စည်အောင်ထိန်းသိမ်းမှုရတယ်လိုသေးတယ်ရင်းနှီးတရက်နဲ့ခိုင်မာတဲ့စီးပွားရေးမဟုတ်ရင်ဒါကြက်ကုတ်ကြက်ခဲလေးကိုစနစ်တကျလေးစုဆောင်းပြီးတော့စဉ်းစားချင့်ချိန်ပြီးတော့လှုပ်တဲ့လောက်တော့လှုပ်ရမယ်တစ်ချိန်လုံးရင်းနှောင်းကလည်းငါဒီလိုလှုပ်ခဲ့လို့ကြီးပွားတာရင်းနှောင်းကလည်းဒီလိုလှုပ်ခဲ့လို့အဲ့လိုမဟုတ်ဘူးကံပေးလို့ကြီးပွားတဲ့အရာကိုခွင့်ရကိုတုံးချလိုက်လို့ကြီးပွားတာဟုတ်ပင်မဲ့ရှိနေပြီးသားအရာကိုမပြည့်စည်အောင်တော့ထိန်းသိမ်းရမှာအဲ့တော့ညံလို့သွားပြီဒီလိုမျိုးကဖြစ်နိုင်သေးသလားကြောက်ကိုရင်းလိုက်လို့ကြောက်ကအောင်ဒီလိုမျိုးလူတိုင်းအောင်နိုင်လို့လားကံလို့သလားနှလုံးသုံးလုံးနေထိုးလိုက်လို့ဒါဖြစ်နိုင်ရဲ့လားနှလုံးသုံးလုံးထိုးတယ်ဆိုတာနှလုံးကကွက်တရားဗျာအဲ့တော့လူ100မှာ90ယောက်နဲ့နှလုံးထိုးတဲ့သူက1ယောက်လေတကွက်နဲ့90ယောက်နဲ့ကိုနဲ့ရှင်ထိုးရမှာဘယ်သူနိုင်မှာတော့စဉ်းစားကြည့်လိုက်လေအဲ့ဒါပဲလေနော်ဒိုင်က90ယောက်ဘက်မှာနေတာကိုက1ယောက်သေးလေဒါဖြစ်နိုင်ကြီး90ရာခိုင်နှုန်းမဖြစ်ဘူးဗျာအဲ့ဒါကိုသိပြီမထိုးနဲ့ပေါ့3လုံးဆိုရင်9990နဲ့9ယောက်နဲ့ဒီ1ယောက်နဲ့ထိုးရမှာမထိုးဘူးဗျာကျွန်တော်အဲ့မှာတိသွားတာအဲ့တော့ကံအင်မတန်မှကောင်းလို့တိုက်ဆိုင်မှုရှိလို့မှပေါက်တာပေါက်လည်းပဲခင်ဗျာရာခိုင်နှုန်းကဘာရအောင်အဲ့လိုမျိုးထီဆိုပိုးတော်ဆိုးသေးတယ်အဲ့တော့သိရှိရမှာလှုပ်ချင်တိုင်းလှုပ်လို့တော့မရပြန်ဘူးဗျအဲ့ဒါကြီးကလည်းလောဘနဲ့လှုပ်ပြီးတော့မြက်ကန်းတစ်စီမကြောက်လှုပ်လို့မရပြန်ဘူးဗျအဲ့တော့ဦးကြီး2ယောက်ရဲ့အစွန်းနှစ်ဖက်ကိုကျွန်တော်ကြည့်ပြီးကျွန်တော်လဲပါပဲနေတယ်ဗျခွင့်ရေးပေးလာပြီးလှုပ်တင်လှုပ်လိုက်လာပြီးတော့နေဝညအောင်လှုပ်လို့မယ်စူးစမ်းမယ်မြက်ကန်းတစ်စီမကြောက်တော့မလှုပ်ဘူးဒါစဉ်းစားရမယ်စူးစမ်းမှုကတော့ရှိရမယ်ခွင့်ရေးပေးလာတယ်ချင်းနေကောင်းတစ်ခုဆိုရင်ကိုယ့်ရဲ့ဉာဏ်ပညာအသိပညာနဲ့လှုပ်ရမယ်သို့တော်ညာလဲစောနော်ဦးကြီးလို့ဟာလုံးတင်ပါဘူးငါရှုံးသွားလိမ့်မယ်တော်ပါပြီရှိတဲ့ဆိုင်ကယ်လေးပါသွားလို့ရှိတဲ့ကားလေးပါသွားလို့မဖြစ်ဘူးလုံးမယ်ဆိုတာဟိုလုံးတင်တဲ့အရာကိုချင်းချင်းလုံးအားကြီးပြီးတော့လေချင်းချင်းလုံးအားကြီးတွေးခေါ်လုံးအားကြီးပြီးတော့တွေးတော်လုံးအားကြီးပြီးတော့စိုးရင်လုံးနေအားကြီးရင်လည်းမတိုးတက်ပြန်ဘူးအဲ့အစွန်းတစ်ဖက်ကိုရှောင်ပါလို့ဒါညီလေးညီမလေးတို့ကျွန်တော်အကြံပေးတာပါအဲ့တော့အစွန်းတစ်ဖက်ကိုရှောင်လိုက်တဲ့အခါမှာခွင့်ရင်းကိုလည်းသုံးချရမယ်ပြီးရင်ဒါကြီးကပျက်စီးနိုင်တယ်လို့သိရမယ်အသိဉာဏ်နဲ့လည်းစဉ်းစားရမယ်အဲ့လိုလေးမယုံမလုံးလေးနေပြီးတော့ကြိုးစားအထောက်သွားမယ်ဆိုရင်ဒါအဆင်ပြေနိုင်ပါတယ်ကြီးပွားတိုးတက်နိုင်ပါတယ်လို့ညီလေးညီမလေးတို့အတွက်လက်ဆောင်စကားလေးပါလိုက်ပါတယ်နော်ချမ်းသာကိုယ်စိတ်မြဲပါသေးဗျာ